icon စီရန်ကိုရောက်တော့အတွင်းထဲမှာလဲခဲ့တာတွေအစားအသောက်အတန်းတွေကိုတစ်ချက်လောက်ခေါ်သွားပြပေးပါမယ်ဒါကအိမ်မှာရှိရဲ့ food မောပုံစံမျိုးပေါ့နော်အစားအသောက်တွေကအရန်ကိုစုံပါတယ်သူကတစ်ဆိုင်အဲ့လိုမျိုးလေးဆိုတော့အသီးနှံလေးလည်းရောင်းနေပြီးရင်ဂျပန်စာစားမလားကိုရီးယားစာစားမလားပေါ့နော်အဲ့လိုမျိုးစုံရှိရဲ့အဓိကက Thai food တွေရတယ်ပတ်ထိုင်းတွေလည်းရတယ်ပေါ့နော်ပြီးရင် seafood နဲ့ပတ်သက်တာတွေလည်းရပါတယ်အခုလိုမျိုးထမင်းကြော်တို့ဘာလို့အဲ့လိုမျိုးလည်းရပါတယ်နောက်တစ်ခုကပစုံပေါ့နော်ပစုံကိုဒါက online မှာနာမည်ကြီးနေတဲ့ပစုံပုံစံမျိုးပေါ့နော်ပြီးရင်ကင်းမင်းကောက်ကြော်ပေါ့နော်အိမ်မှာစားပြီးကင်းမင်းကောက်ကိုမြင်မှုတာပါအဲ့လိုအကြော်လော်တွေလည်းရပါတယ်ပြီးွားရင်တော့ seafood နဲ့ပတ်သက်တာကမျိုးစုံရရဲ့ပြီးရင်တာကိုယာကီရပါတယ်ဂျပန်စားပေါ့နော်တာကိုယာကီကတော့ပြီးရင် seafood ကဒုက္ခပုံမှာ sauce တွေမျိုးစုံစမ်းထားလေးရပါတယ် seafood ဆိုရင် octopus ရတယ်ကင်းမွန်ရရပေါ့နော်အဲ့လိုမျိုးစားစုံလေးတွေရရဲ့အသားတွေနဲ့กินထားရရဲ့ဒါက dim sum ပါ dim sum ကိုဒီလိုမျိုးဝတ်သားနဲ့ဘဲဥစားစိန်ခေါ်မလား salted egg ဆိုတော့အဲ့လိုမျိုးပုံစံလေးလည်းရရဲ့အဲ့ icon စီရန်က food ကောင်ကလေးတော်တော်စားကောင်းတယ်များသောအားဖြင့်ဒီလို dim sum ပေါ့နော်အဲ့လိုဟာတွေလည်းတော်တော်ကြီးကိုစားကောင်းပါတယ်ဒါကဦးလေးဝယ်စားတဲ့ထမင်းကြော်ပါထမင်းကြော်ကလည်းတုံရမ်းနဲ့ကြော်ထားဆိုတော့တုံရမ်းကိုမှ seafood နဲ့ဆိုတော့တော်တော်ကြီးကိုစားလို့ကောင်းပါတယ်ကိုမကြော်ပေးရကိုမျက်စိရှေ့တင်ကြော်ပေးရဆိုတော့ဒီလိုမျိုးဗီဒီယိုရိုက်ဖို့လည်းအဆင်ပြေတယ်လို့ကိုကြိုက်တဲ့အစားအစာတွေပဲရွေးပြီးတော့ထည့်ဖို့လည်းအဆင်ပြေပါတယ် icon စီရန်အတွင်းထဲမှာလောက်ထားတဲ့ဒီလိုအပြင်စင်လေးရလေတော်တော်လေးကိုဓာတ်ပုံရလဲလှရဲအဲ့ဘယ်လိုမျိုးအဲ့လှေပေါ်မှာပေါ့နော်ကလေးတွေကတက်ထိုင်ပြီးတော့ဓာတ်ပုံလေးရိုက်ကြရလဲတွေ့ရလူကြီးတွေလည်းရိုက်ကြရပေါ့နော်ကိုရီးယားတော့မရိုက်ဖြစ်ခဲ့ဘူးကလေးလေးနှစ်ယောက်ကစော့နေကြလို့သူတို့ချစ်လို့ဗီဒီယိုလေးလည်းထည့်ရိုက်ခဲ့ပါတယ်ဒါကဦးလေးပြောတာတော့ထိုင်းကွန်ရလို့ပြောတယ်ပေါ့နော်အဲ့ဟာလည်းတခါမှမမြင်ဘူးသေးဘူးအဲ့ဒါကြောင့်မလို့ဗီဒီယိုလေးပါအောင်ရိုက်ခဲ့ပါတယ်ထိုင်းကွန်ရကလည်းတချောင်းကိုပတ်တရားလို့တော့ထင်တယ်ဒါပေမဲ့တေချာတော့မမှတ်မိတော့ဘူးသူ့ကွန်ရပုံစံလေးကဒုတ်ချောင်းလေးထဲမှာအဲ့လိုအလုံးလေးထိုးထည့်ထားတာပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်ဒါပေမဲ့ကိုကကွန်ရမစားတတ်တော့ဝယ်တော့မစားကြည့်ခဲ့ပါဘူးတကယ်လို့စားတတ်တဲ့လူရှိရင်ဝယ်စားကြည့်ပါပြီးရင်ဒီလိုမျိုးလှေပုံစံလေးပေါ့နော်ရေပေါ်ဈေးခေါ်မလားအဲ့လိုပုံစံမျိုးလေးလုပ်ထားပါကလေးရတော့အရန်ပြောနေပါရဲ့အဲ့ကလေးနှစ်ယောက်ကအရန်ချစ်ဖို့ကောင်းပါရဲ့အဲအကြောင်းမလို့ဗီဒီယိုလေးတွေထည့်ရိုက်ထားပါသူတို့မိရတဲ့ဒီဘက်မှာသူတို့တာသမီတွေကိုပေါ့နော်ဗီဒီယိုလေးရိုက်ပြီးနေရတွေ့တော့အရန်ကြည်နူးရပါရဲ့ပြီးရင်အသီးရည်လည်းအစုံရရဲ့နောက်တစ်ခုကသူတို့ Thai traditional food ပေါ့နော်အဲ့လိုမျိုးလေးလည်းအိမ်မှာရှောင်းပါရဲ့အဖေနဲ့မိနဲ့ကတော့မျိုးစုံဝယ်စားတယ်ကိုရီးယားတော့ဗီဒီယိုရိုက်တယ်ဓာတ်ပုံရိုက်တယ်အရန်လှတော့လေအိမ်နာမှာလမ်းဖြတ်လျှောက်ရတဲ့ဘယ်လိုပြော vibe ကအရန်ကိုပျော်ရတယ်ပြီးတော့အိမ်မှာရှိရဲ့အစားအစာတွေကဘုံနူတယ်လည်းရတယ်ပေါ့နော်ကိုရီဆိုဘုံနူတယ်ကိုစားချင်လို့တကူတက်ကလိုက်ရှာရဲဒီမှာလည်းရှိရပေါ့နော်အဲ့တော့ဝယ်စားကြည့်ခဲ့ကြပါ icon စီရန်ကိုရောက်ရင်ရှော့ဘိတ်ဆန်လာကြီးကအရန်ကြီးတော့လေဘာစားလို့စားမှမသိဘူးအသီးနှံဆိုလည်းမျိုးစုံကိုရတယ်မင်းကိုတီတို့ပြီးရင်အိမ်မှာကိုရီစားပြီးတော့မှတွေ့ရတကူကချိုင်းအဲ့ဘယ်လိုခေါ်လဲထိုင်းအုံနုခောက်ဆွဲခေါ်မှာပေါ့နော်အဲ့ဒါလေးလည်းစားပြီးမှတွေးခဲ့ဆိုကိုရီတော့မစားဖြစ်ခဲ့ဘူးနောက်တကြိမ် icon စီရန်ကိုရောက်ရင်တော့စားမယ်လို့စဉ်းစားထားရဲ့အိမ်မှာအသီး6တွေလည်းရတယ်လို့အသီးကိုအပေါ် syrup ဆန်တာပေါ့နော်တကြားကြီးဆန်တာခေါ်လာအဲ့လိုမျိုးတွေလည်းရရဲ့ပြီးရင်ဒီလို food mall ကြီးလည်းရှိရပေါ့နော်အဲ့ food mall ထဲမှာရောင်းတဲ့ကစုံလို့ပါတော့လည်းအရန်ကိုစားကောင်းပါရဲ့ icon စီရန်အောက်ထပ်တစ်ထပ်လဲတာနဲ့တင်ကိုတော်တော်ကြီးကိုအချိန်ကုန်သွားရပေါ့နော်အရန်ကြီးပြီးအရန်ဆိုင်တိုင်းကလေစားကျင်စရာတွေပဲပြောရရင်မီရှလင်းဆိုင်နေလည်းရှိတယ်လို့အရန်လေဘက်လို့ကောင်းတဲ့နေရာလေးတစ်ခုပါ